ဒေါ်လင်မြကအငင်းစားယူပြီးအလုတ်လည်းမရှိလှုပ်เสียလည်းမရှိဒေါ်လင်မြရဲ့မြေးတွေကဒေါ်လင်မြအထီးကြံမှာကြောက်လို့ဖုံးလေးတစ်လုံးဝယ်သွားပြလိုက်တယ်ဒေါ်လင်မြကလူမှုကွန်ရက်ပေါ်မှာပျော်ပျော်ကြီးဖုံးစောနေမိတယ်တနေ့တော့ဒေါ်လင်မြကလူမှုကွန်ရက်ပေါ်မှာ George ဆိုတဲ့နိုင်ငံသားတစ်ယောက်နဲ့သူ့တွေ့ခဲ့တယ် George ကဒေါ်လင်မြနဲ့ပြောတယ်ကျွန်တော်ကလူငယ်လုပ်ငန်းရှင်တစ်ယောက်ပါကျွန်တော်အိမ်ရှိတယ်ကားရှိတယ်ဒါပေမဲ့ချစ်သူမရှိသေးဘူးကျွန်တော်တိုက်အိမ်ထဲမှာထမင်းတစ်ယောက်ထဲစားနေရတယ်ဇင်းခံကားလည်းတစ်ယောက်ထဲပဲမောင်းနေရတယ်ကျွန်တော်ဒေါ်လင်မြကိုကျွန်တော်အနားမှာပေးနေထိုင်ခြင်းတယ်ဒေါ်လင်မြက George နဲ့ပြန်ပြောတယ်ငါအသက်ကြီးလို့မင်းငါကိုလိန်လို့ရမယ်ထင်တာလားငါအသက်ကြီးပေမဲ့ငါမှာပညာတွေရှိတယ် George ကတော့သူ့ရဲ့အချစ်သက်တွေကိုပြဖို့သူ့မြန်မာနိုင်ငံကိုလာမယ်လို့သူ့ဒေါ်လင်မြနဲ့ပြောခဲ့တယ်ကျွန်တော်မြန်မာပြည်ကိုလာမယ်ဒါဆိုမကြခင်တွေ့ကြရမယ် George ကတော့တန်တရားခက်စရာကောင်းပေမဲ့ဒေါ်လင်မြသူ့နဲ့စကားပြောရတာစိတ်ထဲမှာနှွေးထွေးပြီးအယမ်းပျော်နေခဲ့တယ် George ကတော့ဒေါ်လင်မြနဲ့လာတွေ့ဖို့မြန်မာနိုင်ငံကိုဝင်လာခဲ့တယ်ဒါပေမဲ့ George ကတော့လေရင်ပြန်ကွဲမှာမယ်ရဲနဲ့အဖမ်းခံရပြီးရဲတွေကသူ့ကိုငွေ9သိန်းတောင်းဆိုတယ်ချက်ချင်းပဲ George ကဒေါ်လင်မြစီဖုံးဆက်ပြီးအမမြကျွန်တော်လေရင်ပြန်ကွဲမှာရဲနဲ့အဖမ်းခံရပြီးသူတို့ကျွန်တော်စီပတ်စံ9သိန်းတောင်းဆိုတယ်အခုကျွန်တော်မြန်မာငွေမရှိသေးဘူးအမမြကျွန်တော်ကိုတစ်ချက်လောက်ကူညီပေးလို့ရမလားဒေါ်လင်မြကလည်း George ကိုချစ်တဲ့စိတ်နဲ့သူ့မှာရှိနေတဲ့ရွှေအားလုံးကိုရောင်းပြီး George စီပတ်စံလွှဲပေးလိုက်တယ်အဲ့ဒါပဲအချစ်ဆိုတာမျက်စိမရှိဘူး George ကတော့ကျေးဇူးအများကြီးတင်ပါတယ်အမမြအခုကျွန်တော်လွတ်သွားပြီးမကြခင်သိကြရတော့မယ်ဒေါ်လင်မြလည်းမျက်ရည်ကျရင်ပျော်နေမိတယ် George ကနောက်တစ်ခါဖုံးဆက်လာတယ်အရန်ချစ်ရတဲ့အမမြအခုကျွန်တော်ကားမတော်တုံစထိခိုက်မိသွားတယ်စီးုံတက်နေရတယ်ကျွန်တော်မြန်မာငွေမရှိလို့အမမြကျွန်တော်ကိုကူညီပေးလို့ရမလားဒေါ်လင်မြက George ရဲ့ချိုတာတဲ့စကားကိုကြားပြီးသူ့အိမ်မှာရှိနေတဲ့ TV တစ်လုံးကိုရောင်းပြီးငွေထပ်လွှဲပေးလိုက်တယ် George ကကျေးဇူးတင်ပါတယ်အမမြအယမ်းချစ်တယ်နောက်ဆုံးတော့ဒေါ်လင်မြရဲ့မိများကဘောပါဒီလူကသူ့ဖွားဖွားကိုလိန်နေတာ George ဆိုတဲ့လူကတကယ်မရှိဘူးဒေါ်လင်မြကသူ့မိရယ်နဲ့ပြန်ပြောတယ် George ကမရှိဘူးဆိုတာဘယ်လိုဖြစ်နိုင်မလဲသူနေ့တိုင်းငိုင်းတဲ့စကားပြောနေတာပဲ